ဒီနေ့ကတော့အကြောင်းပိတ်လို့ဖူကူရှီမာမှာရှိတဲ့အီနာဝါရှိတို့ရေကန်ကို day trip သွားမှာဖြစ်ပါတယ်။လမ်းတော့လျှောက်တအားလှပါတယ်။ဒီကတာကနေကားမောင်းပြီးသွားမယ်ဆိုရင်တော့2 နာရီခွဲလောက်သွားရပါတယ်။နေ့တိုင်းကြောင်းတက်ရလို့ရနေမွန်းချက်နေရောဒီနေ့ကတော့မြို့ပြင်ကိုထွက်မှာဖြစ်ပါတယ်။ဒါကတော့အဲ့ရေကန်ကြီးကိုရောက်ပါပြီ။အဲ့မှာရှိတဲ့မြင်နေတဲ့ဘဲပေါ့နော်။အဲ့ဘဲကိုစီးမှာအရှိကလိတ်ကတော့စီးလို့မရပါဘူး။လိတ်တည်းကသူစားတောက်ဆိုင်ပေါ့နော်။အဲ့စားတောက်ဆိုင်ထဲမှာကျတော့သူအကျယ်ကြီးပဲစားတောက်တာလည်းအစုံရတယ်ဒါပေမဲ့ဈေးတော့နည်းနည်းကြီးရပေါ့နော်အထဲကိုနည်းနည်းပပဝင်ကြည့်ပြီးတော့သင်္ဘောစစီးပါတယ်အဲ့နေ့ကမိုးရွာနေတော့တက်တန့်ကြီးပေါ်နေတာပေါ့နော်တအားလှရင်လုံးဝအရန်လှပါတယ်ဂျပန်မှာပထမအဆုံးသင်္ဘောစီးတဲ့ experience ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ပျော်တယ်ပေါ့နော်ပြီးတော့လုံးဝ fresh ဖြစ်သွားတဲ့ခံစားမှုမျိုးရတယ်အရန်အေးပါတယ်သင်္ဘောရဲ့အိမ်နောက်ဆုံးပိုင်းမှာသွားစီးရပေါ့နော်လေလေတအားတိုက်ပါတယ်ဒါပေမဲ့ပျော်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီကန်ကြီးကသူအကျယ်ကြီးပါပဲဘေးနားပတ်လည်မှာသူတောင်နေပဲဝမ်းရံထားအဲ့တောင်နေရဲ့အလယ်မှာဖြစ်နေတဲ့ကန်ကြီးပေါ့နော်အဲ့ဒီကိုတွားရင်တခြားထူးထူးခြားခြား activity တွေရောဘာမှမရှိပေမဲ့အဓိကတော့အဲ့ကန်ကြီးထဲမှာပေါ့နော်သင်္ဘောစီးရတာ feeling ကတော်တော်မိုက်ပါတယ်ဂျပန်ကြီးလည်းအများကြီးပေါ့နော်အဲ့ထဲမှာတင်မောစီကတယောက်ကို1500ပဲပေးရပါတယ်တော်တော်တန်တယ်လို့ခံစားရပါတယ်ဘာဖြစ်လို့ဆိုမတူတဲ့ experience တစ်ခုကိုရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့ဒီဘဲတင်မောစီရတာဖြစ်ပါတယ်အဝေးကကျင့်တော့တတိလေးပြီးပြီအထဲထဲမှာတော့အကျယ်ကြီးပေါ့နော်ဘဲမရှိတဲ့လူတွေသွားတင်ပါတယ်ဘဲတွေအရန်ပေါ်လို့ပါဒါကတော့နှစ်ယောက်သားအသေးပုံလုံးမယ်ဆိုပြီးလုပ်ပြီးမဲ့ခုလက်ကတိုးနေရတဲ့အသေးပုံမဖြစ်တာနဲ့အဲ့နဲ့ကောင်းလေးကချီလိုက်ပါတယ်ပြီးတော့အဲ့လမ်းမှာရှိတဲ့ရင်းရနာစကန်စပစ်တီတအားတန်ပါတယ်350ပဲရှိရပေါ့နော်ဘူးကြီးအကြီးကိုလမ်းတောက်လျှောက်တော့စားတယ်အသွားပြန်စားလို့မကုန်ပါဘူးဒါကတော့တစုံတရိပ်ပြောနေရဖြစ်ပါတယ်စပစ်တီကတကယ်အများကြီးပေါ့နော်ကိုကလည်းစားတို့လည်းကျွေးနှစ်ယောက်လုံးစားရအောင်မှတလန်းလုံးစားလို့မကုန်ပါဘူးအသွားအပြန်ရောစားတာပေါ့ဒါတော့အပြန်လမ်းမှာဖြစ်ပါတယ်ဒီနေ့တော့ကြရတော့အရန်တန်ပါတယ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်မာတာနေဘိုင်ဘိုင်